လူကလည်းမျက်နှာမဲတော့မှပဲဘလောက်နေ့တိုင်းရဖြစ်သလိုဖြစ်နေမဲယူမှတ်တမ်းတင်နေရတာဒီနေ့လဲနေ့ကကိုလဲလူနာကိုပဲစကပြန်ပါနော်မနေ့ပိုင်းမှာကိုကလူနာလုံးမယ်ညနေပိုင်းကျရင်ကိုကစကပြန်လုပ်ပါမယ်ဒီထက်ပိုမမဲသွားဖို့ရေးတို့ရေးပဲဒါကြတော့ကေသွားစီခံတော့ပြဖို့အတွက်သွားနေရပါတော့ကေသွားစိုက်ထားတာလည်းငယ်3နှစ်ကစိုက်ထားရင်သွားရ crown ကျွတ်သွားတာပါဒီမှာပါကျွတ်သွားပြီးတော့ဖြစ်နေတဲ့အနေထားပါနော်အခုကကြတော့အဲ crown လေးပြန်ကတ်ဖို့အတွက်ကိုယူလာတာပါအိမ်လေးနဲ့ဒီချာလေးထည့်ပြီးတော့အဲတော့သူတို့ပေးထားတယ်သွားရဲ့ certificate လေးလည်းယူလာတယ်အဲကတ်ပြီးသွားပါပြီတက်တာတငယ်ချင်းကိုခဏအချိန်ရတော့ဝင်တွေ့မလို့ပါသူကဖြောင်းပြီးတော့မှရုတ်တရက်ကြီးဆက်တွေ့လိုက်ကြဆိုတော့အလုံးမှာဖြစ်နေရောလေကိုကတငယ်ချင်းအတွက်ကော်ဖီဝယ်တော့မကော်ဖီဆိုင်ရှာနော်သူတို့နာလူနေရကလို့ဖြစ်နေကော်ဖီဆိုင်ကရှာတယ်အဲကော်ဖီဆိုင်ရမ်းရှာပြီးတော့မှသူစီတောင်းမယ်ပေါ့နော်သူကမာချာတောက်ချင်တယ်ဆိုမာချာလေးဝယ်ပြီးတော့မယ်ကော်ဖီပဲသားမဟုတ်မာချာပဲသားလေးပေါ့နော်ရှေ့နာဆမ်းအိုလမ်းကြတယ်ပဲအဲစပင်တစားဘယ်လိုလွတ်နော်ပုံမှန်ဆိုရှင်တော့ကော်ဖီပူပူလေးတောက်တာပါနော်ဒီနေ့ကထမင်းဘာမှမစားသေးတော့ချီကိုလာတေကို ice ပေါ့နော်တငယ်ချင်းကဒီမှာခြာတောက်မှာဆိုသူလည်း ice ဆိုတော့ကိုလည်း ice လိုက်မယ်ပေါ့ပုံမှန်ဆိုအေးတော့တောက်လိမ့်မရှိအော်ဆမ်အိုတွေ့ပြီဟမ်ကြည့်နေပြောက်လူနာစေကူတာမခံရင်ပြီးသွားတဲ့နောက်မှာတော့ကေကလိုအပ်တာတွေညွှန်ကြားပေးပြီးသွားတဲ့ခါမှာတော့ဒီနေ့တော့လောက်ကပြီးပါပြီ